ပတ်ချီမိုဘိုင်း4.1 update တွေ ENK မတ်ရဲ့အကြီးမားဆုံးပြောင်းလဲမှုတစ်ခုဖြစ်တဲ့ Water City မြန်မာခေါ်ရေအိမ်အကြောင်းဒီလ16ရက်နေ့ပတ်ချီနဲ့ဒင်လိုက်တို့ collaborate လုပ်ပြီးတော့ game ထဲမှာ power scaling တစ်ခုပါဝင်လာမယ်ဆိုတဲ့အကြောင်းဟာပတ်ချီရလေကွာစပယ်တွေကအရန်များနေပြီငါတို့ဖုန်းနေလည်းမဆန့်တော့ဘူးကွာအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ AUG လုံးဝဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာဒီအကြောင်းအရာတစ်ခုကိုကျွန်တော်တို့တူသွားကြည့်လိုက်ရအောင်ဗျပထမဆုံးတစ်ခုအနေနဲ့ပတ်ချီနဲ့ DN Light တို့ collaborate လုပ်ပြီးတော့ဒီလအောက်တိုဘာ16ရက်နေ့မှာ game ထဲမှာစပယ်တစ်တစ်ခုပါဝင်လာမှာပဲဖြစ်ပါတယ်ကျွန်တော်တို့စပယ်သုံးပြဖို့ဆိုရင်ပွဲထဲမှာဆေးထိုးရလို့အရာမျိုးကိုကျွန်တော်တို့လိုက်ရှာပြီးတော့ကိုယ်ခန္ဓာကိုယ်မှာထိုးပြီးသုံးပြရမှာဖြစ်ပါတယ်စပယ်တွေအနေနဲ့ကြည့်ရမယ်ဆိုရင်လည်းကျွန်တော်တို့လေပေါ်မြင့်ကြီးပြန်ပြီးတော့အောက်ဝရန်သူကို damage တွေပေးနိုင်မှာဖြစ်တဲ့အတွက်တော်တော်လေးတော့မိုက်ပါတယ်စပယ်တွေမိုက်တယ်ဆိုပေမဲ့ဒီ season မှာကျွန်တော်တို့သုံးပြရတဲ့ power system တွေကများတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဖုန်းသေးနဲ့ဆော့တဲ့သူတွေအတွက်တော့တော်တော်လေးခက်တွေ့စေမှာပဲဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ 4.1 update တစ်မှာ ENK မတ်ရဲ့ပြောင်းလဲမှုအကြီးလို့ပြောလို့ရတယ်။ Water City မြန်မာခေါ်ရေအိမ်ရဲ့ပြောင်းလဲသွားမယ့်အနေအထားတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ Water City မြို့ရဲ့ပြောင်းလဲမှုအနေအထားတွေကတော့တော်တော်လေးကြီးမားတယ်လို့ပြောလို့ရပါတယ်။သင်္ဘောစိတ်ကမ်းတွေရွက်လေတွေနောက်ပြီးတော့ဆိုရင်ကျွန်တော်တို့ဂိုးတောင်တွေကုန်တင်ကုန်ချလုပ်တဲ့ကိုနေနာဘုံတွေကိုများစွာမြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့အရင်က Water City ပုံစံနဲ့တော့လုံးဝကွဲပြားနေတာကိုကျွန်တော်တို့မြင်တွေ့ရပါတယ်ဒီနေရာမှာကျွန်တော်အနေနဲ့အားလုံးကိုမြင်တာအောင်အခုလက်ရှိ Water City မြို့နဲ့ကျွန်တော်တို့နောက်ထွက်ရှိလာမယ့် Water City မြို့ကိုကျွန်တော်အနေနဲ့ရှင်တွဲပြီးဖော်ပြတာပါတယ် ENK မတ်ကြီးလည်းတဖြည်းဖြည်းနဲ့ပြောင်းလဲရတဲ့အမျှကျွန်တော်တို့အတရအမှတ်တရတွေလည်းတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပြီဗျာအခုကျွန်တော်ပြပြပြီးသွားတဲ့power scaling တွေနောက်ပြီးတော့ပြောင်းလဲမှုတွေကို brother တို့အနေနဲ့ရောသဘောကျကြလားသဘောမကျဘူးလားဆိုတာ comment မှာမှတ်ချက်ပေးခဲ့လို့ရပါတယ်ကျွန်တော်ရဲ့ page လေးဟာအခုမှစတင် run နေတာဖြစ်တဲ့အတွက်တကယ်ချင်းတို့အနေနဲ့ကျွန်တော်ဖန်တီးတဲ့ video တွေလည်းသဘောကျတယ် game အကြောင်း skin အကြောင်းတွေကိုအသစ်တွေသူများတဲ့ စော်ပြီးသိကျင်နေဆိုရင်ကျွန်တော်ရဲ့ page လေးကို follow တာဖို့ကျွန်တော်အနေနဲ့အကြံပေးခြင်းနဲ့ကျွန်တော် supporting ပေးခြင်းနဲ့ဆိုရင်တော့ like and share လေးတွေနဲ့ supporting ပေးသွားလို့ရပါတယ်ဗျာ